ရေမီးဖုတ်ကြောင့်နဲ့တဘာဝကြောက်ကလေးတွေကလေဈေးနဲ့ဘယ်လောက်ဖြစ်กว่าလဲမသိဘူးရှင်အရန်กว่าတယ်တော်တော်လေးကိုกว่าတယ်အခုဆိုလို့ရှိရင်တဘာဝကြောက်တွေကအရန်ကိုဈေးကွက်မှာရေပန်းစားလာတယ်တံပိုးတွေကပိုပြီးမှမြင့်မားလာတာဖြစ်တဲ့အတွက်10စားကနေအစ20လောက်ထိကိုกว่าပါတယ်နောက်တစ်ချက်ကတော့နောက်ပိုင်းဆိုလို့ရှိရင်မိဖုတ်ကြောက်တွေလည်းမိဖုတ်နိုင်မှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့တဘာဝကြောက်မြတ်ရနာတွေကအရန်ကိုရှားပါလာတာဖြစ်တဲ့အတွက်ဒီသုံးဆွဲသူတွေက inclusion လေးတွေကိုလည်းတော်တော်လက်ခံလာကြပြီအဲ့ဒီအတွက်ကြောင့်နောက်ပိုင်းဆိုလို့ရှိရင်မိဖုတ်ကြောက်တွေလည်းတွေ့နိုင်မှာမဟုတ်တော့ဘူးပေါ်ပေါ်တီတီရှိနိုင်မှာမဟုတ်တော့ဘာဖြစ်လို့လဲဆိုတော့တဘာဝကြောက်တွေကဈေးကွက်မှာအရန်ကြီးပန်းစားပြီးတော့ဈေးတွေအရန်မြင့်နေတာလေမိဖုတ်ကြောက်ဆိုတာလည်းဒီလိုမျိုး inclusion အ ਨੇ ချင်းရှိတဲ့ကြောက်တွေကိုမိဖုတ်ရတာဖြစ်တဲ့အတွက်တဘာဝကြောက်ကဈေးမြင့်တဲ့အတိုင်းသူတို့ကလည်းဝယ်ဖုတ်ရမယ်ဒါပေမဲ့မီးဖုတ်ပြီးလိုက်တဲ့အခါကျလို့ရှိရင်တော့ဈေးကအရန်ကျသွားတာဖြစ်တဲ့အတွက်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ရှိတော့မှာမဟုတ်အခုနောက်ပိုင်းရောင်းနေတဲ့လူချို့ကအရင်လက်ကျန်ကြောက်တွေကိုပဲရောင်းနေကြရလို့တော့အမမြင်နေပေါ့နော်အမတို့ကိုယ်တိုင်ကလည်းမီးဖုတ်ကြောက်တွေကဟိုးအရင်မီးဖုတ်ထားတဲ့ကြောက်တွေကိုပဲရောင်းကြရတာဆိုတော့လေဈေးကတော့အရန်กว่าတယ်တော်ကွာတယ်10စားကနေအစ20လောက်กว่าတယ်လို့တော့အမှားတော့မြင်ပါတယ်ရှင်